သူများရဲ့အိမ်ကခွေ no, 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 no. 有人。ကိုတွေ့အိမ်ကခွေ အေးစစ်စစ်အေးစစ်စစ်နင်းနေချက်ချက်ကလေးအေးနောက်ကျအိမ်မက်လက်မက်ပါသေးနော်ရန်သူတွေပါလေလာလို့ချင်လို့ဓမြတွေပါလို့လာလို့ချင်လို့ကိုကကိုထဟောင်းပြီးတော့ကိုကကိုပြေးကြိုက်လိုက်တော့မယ်နော်နင်းနေချက်ကလေးအိပ်ပါနော်ခွေးဘရင်နဲ့တွေ့နေသေးတယ်အေးတဲ့ဟိုအိပ်ရထားလို့အိပ်ရနိုးလို့ချင်ရင်လည်းဟိုမနောက်ခွေးမှာအမဲညို့စွပ်ပြုတ်လေးလောက်ထားတယ်အဲ့ဒါလေးတောက်လိုက်ပါအောင်သုံးဆောင်လိုက်ပါအောင်နော်ညရွက်ပြောနေတာနော်ဒီလိုပြောနေတာတော့မှမျက်လုံးတစ်ဖက်တော့မှဖွင့်မကြည့်ဘူးတော်တော်အားကိုးရတဲ့ခွေးနောက်နေ့ကသာပြီးနင်းအတွက်ထမီကိုလေနင်းကိုမတိုက်တော့ငါကိုယ်တိုင်တောက်လိုက်တော့မကြားလားနင်းပြောရတာလေငါ